အကုန်ကြလေးတက်တာပြီးတော့အရန်စားကောင်းနေတုံရန်ဟင်းမကြမီရောက်လာတော့မေဆောင်းအေးလေးမှာရင်ထဲနှွေးသွားစီမေတုံရန်ဟင်းလေးကိုဘယ်လိုချက်စားမလဲဆိုတာလူချင်းမင်းတို့သိကြရဲ့လားဒီနေ့မှာတော့ကျွန်တော်ကအရန်လေးစားကောင်းပြီးတော့အကုန်ကြလေးတက်တာခြင်းတွေတို့အတွက်အမိုက်စားအိမ်ချက်တုံရန်ဟင်းလေးကိုချက်ပြပေးသွားမှာပဲဖြစ်ပါရီပထမဆုံးဈေးတက်တာတွေဟင်းသီးဟင်းရွက်တွေကိုတေးသေးလေးတွေဖြစ်အောင်လုပ်ပေးရပါမယ်ပြီးရင်တော့ရေထဲမှာစိမ်ပြီးတော့စားထိတ်တီတီချာချာလေးကိုနေစီးပေးရပါမယ်အိမ်တော့မှာအသားတွေကိုလည်းအသီးရွက်တွေလိုပဲပါးပါးလေးတွေလီးပြီးတော့စီပူထဲမကြက်တစ်ကြက်ထိကြော်ပေးရပါမယ်ကြော်ပြီးသွားပြီဆိုရင်တော့ကြက်ဥနှလုံးကိုလည်းကြော်ပေးရပါမယ်ဆက်လက်ပြီးတော့ဟင်းရဲ့အသက်ဖြစ်တဲ့တုံရန်အနစ်ကိုထည့်ပေးရပါမယ်ကိုကြိုက်တယ်လို့ချိန်ဆပြီးတော့အရသာထည့်နိုင်ပါ ರಿ ခုနကရေစိမ်ထားတဲ့အသီးရွက်တွေကိုရေးစစ်ပြီးတော့ထည့်ပေးဖို့မမေ့ပါနဲ့တစ်ဆက်သေးမှာပဲကြော်ထားတဲ့အသားတွေကိုထည့်ပြီးတော့အိုးဘူးတိုက်ပေးရပါမယ်အယောင်လေးညီလာပြီဆိုရင်တော့အရသာအတွက်စားသကြားအနှင်းငယ်ထပ်ထည့်ပေးရပါမယ်မပြတ်တမ်းမှွေနေရမှာဖြစ်ပြီးတော့ရေနည်းနည်းလေးထပ်ပြီးတော့ထည့်ပေးရပါမယ်ဒါမှအရသာမစူးတော့ဘဲနဲ့စားကောင်းစီမှာဖြစ်ပါ ರಿ နောက်ဆုံးနေ့ကတော့အိုးထဲမှာပေါ်ပွဲဆူရေးထီထားပေးလိုက်ရင်အရန်ကိုမှစားကောင်းနေတုံရန်ဟင်းကိုရရှိပြီပဲဖြစ်ပါ ರಿ လူချင်းမင်းတို့အနေနဲ့ကလည်းတုံရန်ချစ်ဆက်လေးနဲ့မှစားဝင်နေဆိုရင်တော့အိမ်မှာဒီလိုလေးလှုပ်စားကြည့်ကြပါအောင်ခင်ဗျာ